he he တို့ we we တို့ကျမတို့ကဒါကို side words အနေနဲ့သင်ထားပေးမယ်တကယ်လို့များဒီလိုစာလုံးမျိုးကိုကျမတို့ကမသင်ထားပေးခဲ့မိဘူးဆိုရင်ကျမတို့ကလေးလေးတွေကို phonics သင်ပြီးသားပဲဆိုလို့ရှိရင်ကလေးလေးတွေမှာကျမတို့ပြောင်းလဲလာတာတခုရှိရင်အဲ့ဒါဘာလဲဆိုတော့အင်္ဂလိပ်စာကိုလုံးဝမကြောက်တော့ဘဲနဲ့ပေါ့နော်တွေ့သမျှစာလုံးတွေအကုန်လုံးကိုသူတို့ကောက်ပြီးဖတ်တာပေါ့အဲ့ဒီဖတ်တဲ့ထဲမှာကျမတို့ဒီ phonics နီးနဲ့စာလုံးပေါင်းလို့မရတဲ့စာလုံးလေးရှိတယ်ပေါ့နော်အဲ့စာလုံးလေးတွေကိုဆိုတော့သူတို့ကအတန်ထွက်ကသူတို့ပေါင်းမယ်မှန်မှာမဟုတ်ပေါ့ပြီးလို့ရှိရင်ဒီလိုမျိုးသူ့ဘာသာတက်ခွဲထွက်နေတဲ့သူ့ rule နဲ့သူတက်သွားနေတဲ့စာလုံးလေးတွေပေါ့ဒီမှာရှိနေတဲ့အခုမြင်နေရတဲ့စာလုံးလေးတွေထဲမှာတချို့စာလုံးတွေကိုကျမတို့ကကလေးတွေကိုစာဖတ်ရမှာလွယ်ကူဖို့အတွက်ကျမတို့က side words အနေနဲ့သင်ထားတာရှိတယ်ဒီလိုစာလုံးတွေပေါ့နော်အဲ့တော့ဒီလိုသင်လိုက်တဲ့အခါမှာကလေးတွေကပို့ပြီးတော့စာဖတ်ရတာလွယ်သွားတယ်ပေါ့ဒီစာလုံးတွေကိုမြင်ပါများကြားပါများတွေ့ပါများမှတ်မိစေတဲ့နည်းနဲ့ game တွေဆိုတော့ကျမတို့တင်ကြရတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲသင်သည်ဖြစ်ပါစေပေါ့နော်ဒီသင်ကြားတဲ့သူအနေနဲ့ကတော့ဒီစာလုံးတွေကဘာကြောင့်ဒီလိုအတန်းထွက်တယ်ဆိုတာကိုကိုကသိထားဖို့လိုတယ်ကလေးကရှင်းပြလို့ရတဲ့အရွယ်ဆိုလို့ရှိရင်လည်းကိုကရှင်းပြဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာဒီစာလုံးတွေကိုကြတော့ကျမတို့က open syllable word လို့ခေါ်တယ်အဲ့တော့သူကစကားလုံးတစ်လုံးရဲ့အနောက်ဆုံးမှာ vowel နဲ့စုံနေတယ်အဲ့ဒီ vowel ရဲ့အနောက်မှာတခြားဘာစာလုံးမှမရှိတော့ဘူးပေါ့နော်ပြောရမယ်ဒါမျိုးပေါ့ဒါက one syllable word ဒါတွေကအဲ့တော့သူကဒီအနောက်မှာဘာမှမရှိတော့ဘူးဒီနောက်မှာဒါတခြားစာလုံးတစ်ခုပါလာခဲ့မယ်ဆိုရင်တော့သူကကျမတို့သိထားတဲ့ short sound ကိုထွက်ရမှာဖြစ်တယ်တကယ်လို့များဒီလိုမျိုး vowel နဲ့စုံနေခဲ့မယ်ဆိုလို့ရှိရင်ဒီ vowel လေးတွေကိုသူတို့ရဲ့ nameသူတို့ရဲ့ long sound လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ name ကိုထွက်ပေးရတယ်ပေါ့အဲ့တော့ပုံမှန်ဆိုရင်ကလေးကဒါကိုကျမတို့ကဒီတင်ထားတဲ့စာလုံးဆိုပါဆိုဒီ he he တို့ we we တို့ကျမတို့ကဒါကို side words အနေနဲ့သင်ထားပေးမယ်တကယ်လို့များဒီလိုစာလုံးမျိုးကိုကျမတို့ကမသင်ထားပေးခဲ့မိဘူးဆိုရင်ဒီလိုစာလုံးမျိုးကိုမသင်ထားပေးခဲ့မိဘူးဆိုရင်ကလေးကဘဲလို့ဖတ်လိုက်မယ်သူကhit လို့ဖတ်လိုက်မယ်အဲ့တော့တကယ်လို့ကျမတို့ကဒီ open syllable rule ကိုသင်ထားပေးမယ်ဆိုလို့ရှိရင်ကြတော့ကလေးကဒီလိုစာလုံးကိုမြင်တဲ့အခါကျရင်သူကဒီမှာဘယ်နှလုံးချပေးလိုက်သူကဒီစာလုံးတွေကိုသူကအတန်ထွက်မှန်ကန်နဲ့ဖတ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်စကားလုံးတစ်လုံးရဲ့အနောက်ဆုံးမှာ vowel နဲ့စုံနေတယ်ဆိုလို့ရှိရင်အဲ့ဒီ vowel လေးတွေကိုသူတို့ရဲ့ name လို့ထွက်ရတယ်ဒီမှာဆိုရင် b b I hi go he what we she no so သူ့အနေနဲ့ချွင်းချက်စကားလုံးတွေရှိတယ်ပေါ့နော်ချွင်းချက်စကားလုံးတွေကိုတော့နောက်ရမှာကျမကတက်ထပ်ပြီးတော့ပြပေးပါမယ်အဲ့တော့လောလောဆယ်ဒီစကားလုံးတွေကကြတော့ကျမတို့ဒီ side words အနေနဲ့လည်းတင်ထားလို့ရတယ်လို့မျိုးဒီကတကယ်လို့နားလည်နေလောက်တဲ့အရွယ်ကိုရောက်နေပြီဆိုလို့ရှိရင်တော့တစ်ချက်သေးရှင်းပြလိုက်တာနဲ့ဒီလိုစာလုံးတွေအများကြီးကိုခလေးရဖတ်နိုင်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပြောပြခဲ့တာက open syllable words တွေရဲ့အကြောင်းမှာစကားလုံးတစ်လုံးရဲ့နောက်ဆုံးမှာ vowel နဲ့စုံနေမယ်ဆိုရင်အဲ့ဒီ vowel သူ့ရဲ့ name ကိုထွက်ရပါတယ်အဲ့တော့တခြားချက်စလုံးတွေကိုတော့နောက်နေ့မှာကျမကပြီးတော့ပြောပြပေးသွားပါမယ်ရှင်ကျေးဇူးတင်ပါတယ်